ပြည်သူများအားလုံးပဲမင်္ဂလာခင်ဗျာလာမယ့်စနေနေ့မနက်ပိုင်းမှာထုံးမဲ့ပွဲစဉ်အတွက်အောင်လအန်ဆန်းနဲ့ကာဒီစတန်တို့ဝေရှိန်တာတွေဟိုက်ဒရိုဂျင်တက်စစ်စစ်မှုခံယူတာတွေဆောင်ရွက်ပြီးစီးသွားခဲ့ပါပြီအောင်လအန်ဆန်းကပြိုင်ပွဲမစခင်မှာသူကပြောတယ်ခင်ဗျာကာဒီစတန်ကသူ့တငယ်ချင်းအရင်ကြီးဆိုတော့သူသွားနောက်တာပေါ့လေမင်းတကယ်လို့ဟိုက်ဒရိုဂျင်တက်မဝင်ဘူးဝေရှိန်တာရှုံးမယ်ဆိုရင်တော့ငါ့ကိုမေးရမယ်ထိုးကြီးတဲ့20%ခွဲပေးရမယ်နော်ဆိုပြီးတော့သွားပြောတာအဲ့တော့ကာဒီစတန်ကလည်းရေမောနဲ့အေးပေးမှာပေါ့ဆိုပြီးတော့ပြန်ပြောလိုက်တယ်တဲ့အခုတော့သူတို့အခင်ဆုံးတငယ်ချင်းနှစ်ယောက်ဟာဝိတ်ချိန်တာနဲ့ hydration test စစ်ဆေးတာတွေကိုဆောင်ရွက်ပြီးစီးသွားခဲ့ပါပြီနှစ်ယောက်လုံး hydration test အောင်မြင်တယ်ဝိတ်ချိန်တာလည်း okay ခဲ့တယ်ခင်ဗျအောင်လာအန်ဆန်းက hydration test ကို 1.0049 နဲ့အောင်မြင်ခဲ့တာဖြစ်ပါတယ်ဝိတ်ကတော့203ပေါင်ရှိပါတယ်ခင်ဗျတစ်ဖက်ကသူ့ရဲ့အရင်ဆုံးတငယ်ချင်းကြီးကာဒီစတန်ကတော့ hydration test ကိုအောင်လာအန်ဆန်းအတိုင်းပဲ1.0049 နဲ့အောင်မြင်တဲ့ဝိတ်ကတော့202ပေါင်နဲ့သတ်မှတ်ဝေးတွင်ဘောင်ဝင်သွားခဲ့တာဖြစ်ပါတယ်ခင်ဗျဒီတော့သူတို့နှစ်ယောက်ဟာ hydrogen test စစ်တာအောင်မြင်တဲ့ဝိတ်ချိန်တာလည်းဘောင်ဝင်တာဖြစ်ခဲ့တဲ့အတွက်ထိုးကြီးအပြည့်အဝရရှိမှာဖြစ်တယ်လို့တကယ်လို့တယောက်ကတယောက်ကိုအလဲထိုးနိုင်ခဲ့မယ်ဆိုရင်လည်း bonus မျှော်လင့်ခွင့်ရှိသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျဒီပွဲမှာအောင်လအန်ဆန်းရဲ့ one last dance နှုတ်ဆက်ပွဲဖြစ်နေတော့တကယ်တမ်းအလဲထိုးဆိုတာမျိုးဘယ်သူကပဲလုံနိုင်တာဖြစ်ဖြစ်ရှက်ထရီဘက်က bonus ပေးဖို့ရှိနေပါတယ်ခင်ဗျအောင်လာဆန်းကလည်းဒီပွဲအတွက်သူအကောင်းဆုံးပြင်ဆင်ထားတယ်ပွဲတဲ့ကိုရောက်ရင်သူဘလောက်အားထုတ်ကြိုးစားထားတယ်ဆိုတာကိုပြည်သက်တွေမြင်တွေ့ကြရလိမ့်မယ်အားလုံးလာရောက်အားပေးကြပါဆိုပြီးတော့ဖိတ်ခေါ်စကားပြောကြားထားပါတယ်ခင်ဗျဟုတ်ကဲ့တစ်ဖက်ကကာဒီစတန်ကလည်းဒီပွဲဟာသူ့ရဲ့အခင်ဆုံးတငယ်ချင်းကြီးအောင်လာဆန်းနဲ့ထိုးရတာဖြစ်ပေမဲ့အောင်လာအန်ဆန်းရဲ့ကစားသမားဘဝနောက်ဆုံးနှုတ်ဆက်ပွဲဖြစ်နေမဲ့သူ့ဘက်ကလည်းညာဖို့တော့မရှိဘူးပွဲထဲမှာတော့ပြိုင်မဲ့ဖိုက်တာဖြစ်ပဲရဲရင်ဆိုင်သွားမယ်သူလည်းအလဲထိုးနိုင်ခြင်းပါတယ်ဆိုပြီးတော့ထုတ်ဖော်ပြောကြားထားပါတယ်ခင်ဗျဟုတ်ကဲ့အောင်လာအဆန်းဟာအခုမတိုင်ခင်ပွဲစဉ်နှစ်ပွဲတုန်းကရှမက်အာဒိုဂန်နဲ့ဟိုက်ဒရိုဂျင်တက်စစ်ဆေးတာတွေဝိတ်ချိန်တာတွေမှာကြာရှုံးမှုဖြစ်ခဲ့လို့ထိုးကြီးခွဲပေးခဲ့ရဦးပါတယ်ဒီပွဲမှာတော့ဟိုက်ဒရိုဂျင်တက်နဲ့ဝိတ်ချိန်တာကအဆင်ပြေပြေအောင်မြင်သွားတဲ့အတွက်အောင်လာအဆန်းအတွက် step တစ်ခုကိုအောင်မြင်စွာကြော်ဖြတ်သွားနိုင်ပြီဆိုတဲ့အကြောင်းပြည်သက်တွေသိရှိရအောင်တင်ဆက်ပြပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ